ဆိုစားနောက်ကအားလုံးအနန္တ၅ပါးကိုရှိခိုးပါ၏ဖရာရှိခိုးပါ၏ဖရာဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်တဘူရွဲလဇန်14ရက်နေ့ညအလုံမြို့ဘုန်းကြီးတို့အောင်မင်္ဂလာစာသင်တိုက်နာယကဗရဏစာရဆရာတော်ကျုပ်ရဲ့နောင်တော်ကြီးငဇွန်နယ်သားညီအကိုဝန်းခွဲတော်ပါတယ်ဒီနောင်တော်ကြီးဤသာသနာရေးလုပ်ငန်းစဉ်အတွက်စာသင်သား240ကိုစီကံတကြဖြင့်ဖယားရဲ့အဆုံးအမဓမ္မခန္ဓာတော်တွေမပြောက်ပြစ်အောင်ထမ်းဆောင်နေတာကိုဆက်လက်၍အထွန်းရှိသောသာသနာတော်ကြီးဆောင်ရွက်နိုင်ပါစေခြင်းအကျိုးငါဘုန်းကြီးအနေနဲ့သာသနာရံပုံငွေအဖြစ်တရားတော်မကြီးရဲ့ထံမှာအလှခံပြီးနောင်တော်ကြီးကိုလှူဒန်းတဲ့ပွဲဒီကနေ့အစနေ့နောက်ပိုင်းဘုန်းကြီးကြေညာထားတဲ့ဇတ်လန်းရလိုသောစုကြိုးစားပြုဆိုတဲ့ခေါင်းစဉ်နဲ့ဘုန်းကြီးဟောမှာဖြစ်ပါတယ်စုတောင်းလို့ရတာတော့မှန်ပါရဲ့မိမိလိုချင်တဲ့စုကြီးကိုရအောင်ကြိုးကြိုးစားစားအဖြစ်လဲပြုမှသာလျှင်ဒီစုကိုရပါတယ်ဗျာဆိုကြပါစို့ကျွတ်တို့ဖရာအလောင်းတော်ကြီးသမ္မာသမ္ဗုဒ္ဓစုကြီးကိုပန်ပြီးပြီသမ္မာသမ္ဗုဒ္ဓစုကြီးကိုပန်လိုက်တဲ့အချိန်ခါမှာနိယတဗျာဒိတ်သူ့မိကရှင်သိဘဝကရပြီးတော့လာတဲ့နောက်ဖရာကိုယ်တော်မြတ်ကလည်းပဲဖယားဖြစ်လိမ့်မယ်တဲ့တုတ်တော်ရဏနဲ့မဲမရမပေါက်ဖွားတဲ့တိတ်တထကဖြစ်တဲ့ဂေါရမဆိုတဲ့အမည်ဖြင့်ဖယားဖြစ်လိမ့်မယ်ဆိုတာဗျာဒိတ်စကားကြားပြီးသားဖြစ်ပါကဲဆိုကြပါစို့မိမိလိုတဲ့ဖယားစုကိုတောင်းပြီးပြီရလိမ့်မယ်ဆိုတဲ့နိယတဗျာဒိတ်ကြီးကိုလည်းရပြီးပြီအဲ့ဒါလို့အချိန်ခါမှာငါဒီဖယားဖြစ်တော့မှာပဲဖယားဖြစ်လိမ့်မယ်လို့လဲဖယားကိုယ်တော်မြတ်ကဗျာဒိတ်စကားကြားပြီးပြီစားပြီးအိမ်နေရုံပဲကွာဘာမှလှုပ်စရာမလိုတော့ဘူးလို့များပရိသတ်ကြီးဖယားအလောင်းတော်ကြီးပြစ်ထားရလားပြုသဘောပေါက်နော်နားလည်အောင်ကြုံပြောနေဖယားဖြစ်လိမ့်မယ်ဆိုတော့ဖြစ်ကိုဖြစ်တော့မှာဘုရားကိုယ်တော်မြတ်များစကားဟာဘယ်တော့မှမတိမ်ဘူးမတိမ်မှတော့လဲဘုရားဖြစ်မယ်ဆိုတာနဲ့ငါတော့ဘုရားဖြစ်မှာပဲဆိုပြီးတော့သူတောင်းခဲ့တဲ့စုကြီးကိုပြည့်စုံအောင်ပါရမီ10ပါးစရိယ3ခွဲစွန့်ရင်းကြီး5ပါးဒါတွေကိုမဖြည့်ဘဲနဲ့များအလကားနေခဲ့ရလားပြိဿဘုရားစုကြီးကိုမပြည့်ပြည့်အောင်နဲ့ဗျတရားနာပြိဿပါရမီတွေကိုဖြည့်ခဲ့ရပါတယ်ကျိုးစားပြီးတော့ဘုရားဖြစ်နိုင်တဲ့အမှုတွေကိုပြုခဲ့ရပါတယ်ဓမ္မသာလျှင်သမ္မာသမ္ဗုဒ္ဓစုကြီးကိုရမှာပါဘုရားဖြစ်အောင်ကျိုးစားလိမ့်မယ်ဆိုတဲ့သူရဲ့ကျိုးစားမှုတွေကိုလည်းပဲပြုလိမ့်မယ်ဆိုတာသိလို့ဘုရားဖြစ်လိမ့်မယ်ဆိုတဲ့ဗျာဒိတ်စကားကိုလည်းကြားခဲ့တာပါဗျာကျွတ်တို့ဥဇတိလတို့လိုဘုန်းကြီးဘုရားကိုယ်တော်မြတ်ကဘယ်ဗျာဒိတ်ကြားလိုက်မကြားဆိုဘုရားနဲ့ကျွတ်တို့နဲ့လည်းတွေ့ကိုမတွေ့ဘူးခင်ဗျားတို့လိုလူတွေဘယ်ဗျာတွေကြားလိုက်တကယ့်ကိုကြိုးစားမဲ့ပုဂ္ဂိုလ်မို့ဘုရားကိုယ်တော်မြတ်ဗျာတွေကြားပါဒါကြောင့်ရလိုသောစုကိုတောင်းတဲ့ပုဂ္ဂိုလ်တိုင်းမိမိစုပြည့်စုံအောင်ကြိုးစားပြီးတော့ပြုမှသာလျှင်ဒီစုအတွက်ပြည့်စုံနိုင်ပါတယ်လို့ဒါလေးနားလည်အောင်ရှင်းဦးပထမပြောရပါတယ်ကဲပြိဿကြီးဆိုကြပါစို့ခင်ဗျားတို့ပြောနေကြတဲ့ဥစဉ်လေးတစ်ပါးလူထွက်သွားတော့ပါရမီကုံရှာတာကိုပြိဿဘာကုံနာတဲ့တော့ဦးစင်းလေးကလည်းလူထွက်ပြီးတရားတော်မကြီးတွေကပြောတယ်အရှင်မယားဘာလို့ထွက်ရတာတော့ဘုရားဆိုတော့အိုးတဲ့ကျုပ်ပါရမီကကုန်ပြီ
ကဲမင်းရအောင်မဲ့ပါရမီဆိုတာကပိဋကကြီးသူများလှုပ်တာလားကိုလှုပ်တာပါရမီဖြည့်တယ်ဆိုတာသူများဖြည့်တာလားကိုဖြည့်တာကိုလူထွက်လို့ဒီပါရမီကုန်တာဟာကိုမလှုပ်လို့မပြည့်တာဆိုတာမရှင်းဘူးလားပိဋကဒါကြောင့်တရားနာပိဋကပါရမီဖြည့်တယ်စုတောင်းပြည့်တယ်တောင်းတဲ့စုအတိုင်းရတယ်ဆိုတာတကယ်ရအောင်တကယ်ပြည့်အောင်ကြိုးစားပြီးတော့ပြုရမယ်အတွက်ရလို့သောစုကြိုးစားပြုလို့ဒီကောင်းစဉ်လေးကိုကျုပ်တက်ပေးလိုက်ပါဒီကောင်းစဉ်ကိုတက်ခဲ့တော့ဟောကျွတ်တို့အလုံးလွတ်လပ်ရေးရက်ွက်မှာဘုန်းကြီးဟောခဲ့ကဘာဥအစမဟာတမတမင်းမှစပြီးတော့ကျွတ်တို့ကပိလဝတိုင်းပြည်သုတ်တော်ရဏနဲ့မဲမာယာမှာပေါက်ခွာတဲ့သိဒ္ဓထဖယားအလောင်းမင်းသားတိုင်အောင်မင်းဆက်ပေါင်း3 သိန်းကျော်ပါတယ်ပြိဿနောက်ကလိုက်ဆိုသမ်းပါဗျာ334 569ကနန်းပဲနှလုံးလုံး334 569အဲ့ဒါတစ်လုံးချင်းပြန်ပြောစမ်းပါ3,34,560 မင်းဆက်ဘယ်လောက်တုံးပြိဿ3,34,560မှတ်မိသွားပါလားအဲ့ဒီလိုတာဂီဝင်မင်းဆက်တွေကိုဘုန်းကြီးဟောပြီးတဲ့အခါဒီကနေ့အဲ့ဒီတာဂီဝင်မင်းမျိုးထဲမှာအပါအဝင်ဖြစ်တဲ့ဖယားအလောင်းတော်ကျွတ်တို့သိဒ္ဓထမင်းသားရဲ့မိရွေးတော်ကြီးဖြစ်တဲ့ပဇာပတိဂေါရမီပရိနိဗ္ဗာန်စံဒီတိုင်အောင်ဟောဒီအောင်မင်္ဂလာစာစဉ်ကျောင်းတိုက်ထဲမှာပြီးဆုံးသည့်တိုင်အောင်ကျုပ်မနေ့ဖြင့်ကဟောမှာပါဗျာနော်ဒီကနေ့တော့ဒီသူ့ရဲ့ကြိုးစားပြီးတော့ပြုတ်ခဲ့တဲ့ရလို့သောစုအကြောင်းကိုကျုပ်ဟောပါအဲ့ဒီမိရွေးတော်ဂေါရမီသည်ကျွတ်တို့သုတ်တော်ရဏမင်းကြီးကမဲမာယာနဲ့ပဇာပတိဂေါရမီကို2 ယောက်စလုံးညီမအရင်ကိုမိဖုရားမြောက်ပြီးတော့အိမ်တော်ပြုတ်ထားတာဖြစ်ပါညီမ2 ယောက်စလုံးယူထားတယ်ပေါ့ခင်ဗျားတို့နားလည်အောင်သုတ်တော်ရဏကြီးလည်းဖယားအဖေပေသည်နည်းနည်းလောဘတော့အကြီးသားပေါ့2 ယောက်စလုံးယူထားဒီလို2 ယောက်စလုံးယူထားပြီးတော့မဲမာယာမှပေါက်ခွာတဲ့ဖယားအလောင်းတိတ်တထသည်မဲမာယာနတ်ရွာဆံပြီးတဲ့နောက်ပဇာပတိဂေါရမီကဖယားအလောင်းတော်တိတ်တထကိုတရားနာပိဋကနှုတ်ချိုတိုက်ကျွေးပြီးတော့ကိုယ်တိုင်မွေးခဲ့ပါတယ်ဗျာဘုန်းကြီးဒီအခုခမည်းတော်ဟောလာခဲ့တဲ့တာဂီဝင်မင်းဆက်3,34,560 90ကိုဟောပြီးတဲ့အချိန်ခါမှာဒီကနေဖြားဖြာထွက်သွားတဲ့တာဂီဝင်မင်းတွေရဲ့အကြောင်းကိုဒီကနောက်များစွာဟောမှာဖြစ်ပါတယ်သိဒ္ဓထဖယားအလောင်းတော်ရဲ့ဗုဒ္ဓဝင်ဇတ်လန်းကိုလည်းပဲဘုန်းကြီးအခုမဟုတ်သေးတော့လည်းပဲဒီဇတ်လန်းပြီးသွားတဲ့အချိန်ခါမှာနောင်ကိုဘုန်းကြီးအလင်းသိရင်ဗုဒ္ဓဝင်ကိုဘုန်းကြီးအစအဆုံးဟောမှာဖြစ်ပါတယ်အခုတော့ဘုန်းကြီးတို့အဲ့ဒီဗုဒ္ဓဝင်ကိုခတ်ဖုံးဖုံးလေးထားခဲ့ကြအောင်စို့ပဇာပတိခေါ်တဲ့မိတွေးတော်ဂေါရမီအကြောင်းကိုဟောကြစို့မိတွေးတော်ဂေါရမီသည်သူ့ရဲ့သားဖြစ်တဲ့နန္ဒမင်းသားနောက်ဇနဗရကလျာဏီသူ့မှာသားသမီး2 ယောက်ရှိပါဒီနန္ဒမင်းသားနဲ့ဇနဗရကလျာဏီဆိုတာမင်္ဂလာဆောင်ကြတော်လဲကျွတ်တူမောင်နှမအရင်ခောက်ခောက်ကြီးဖြစ်ပါတယ်ဗျာမှတ်ထားဟိအေးဒါလေးတော့ငါခပ်ဖွားဖွားမှတ်ချင်တယ်ဟိဘာဖြစ်လို့တော့ဆိုတော့ကျန်ဒီကန်ဆရာတော်ဟောသွားတယ်အမလီမောင်နှမအရင်မင်္ဂလာဆောင်တာတဲ့ဆိုအဲ့ဓာတွေတော့ငါမြောက်ပေးတယ်လို့အောက်မေ့ပြီးငါစကားကြောင့်တော့တောင်လုံးမြောက်လို့မလုံနဲ့ဟိုကသာကြီးဝင်မင်းဟိမင်းမျိုးမင်းတို့နင်တို့ကကိုဝန်းကိုမနှဲကြောင်းစားနေရမှတော့ဟိုအတုမခိုးကြနဲ့ပေါ့ဒါလည်းငါသတိပေးကြရပါတယ်အဲ့ဒီနန္ဒမင်းသားနဲ့ဇနဗရကလျာဏီကိုဖွားထားတော့လေမဲမာယာနတ်ရွာဆံပြီးတဲ့နောက်ဖယားအလောင်းတိတ်တထားကိုနှုတ်ချိုတိုက်ကျွေးမွေးပြီးတော့လာခဲ့
အဲ့ဒီပဇာပတိဂေါရမီရဲ့အတိတ်ကပြုတ်ခဲ့တဲ့ဇတ်ကြောင်းကိုကျုပ်ပြန်ပြောင်းပြီးတော့ဟောရမှာဖြစ်ပါတယ်ဟောကျွတ်တို့ဘရုံမုတ်ထိုးတာမြတ်စွာဘုရားလက်ထက်တုန်းကဟန်တာဝရီလို့ခေါ်တဲ့ရွှေမြို့တော်ကြီးမှာအမျိုးကောင်းသမီးလေးတစ်ယောက်အမျိုးကောင်းသမီးဆိုတာသရသီလတုတ္တဆာကပညာဟိရိဥတ္တပခေါ်တဲ့သူတော်ကောင်းတရားဥစ္စာ9ပါးကိုလက်ကင်ထား၍ဘရုံမုတ်ထိုးတဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးတရားတော်ကိုနေ့စဉ်နာပြီးတော့လာခဲ့ရမှာတရားနာရင်နဲ့ဘရုံမုတ်ထိုးတာမြတ်စွာဘုရားကညင်ပိုင်းချတဲ့အရာမှာရတ္တညူလို့ခေါ်တဲ့ဧတရက်ရသောဘိက္ခုနီမတပါးကိုဘုရားကဧတရက်ပေးနေတာကိုချစ်သားတော်ချစ်သမီးတို့ငါဘုရားဤဘိက္ခုနီသာဝိကာမတို့တွင်ဟောဒီဘိက္ခုနီမသည်ညင်ပိုင်းချတဲ့နေရာမှာငါဘုရားအောက်အမြတ်ဆုံးမဲ့ချစ်သားတို့လို့ယာရုကြီးအပ်တယ်စာလိုပြောတော့ဧတရက်ပေါ့မြန်မာလိုပြောတော့ယာရုအပ်တယ်အဲ့ဒီလိုဧတရက်ပေးတဲ့ဘိက္ခုနီမတပါးကိုမြင်ရတော့ခုနှစ်ကအမျိုးကောင်းသမီးလေးသည်ဟန်ကြလိုက်ပါပြီမြင့်အပိုင်းအခြားကိုသိတယ်ရတ္တညူလို့ဆိုတဲ့ဧရက်ကြီးမြတ်စွာဘုရားကပေးသနာတဲ့ငါသည်ဟောဒီဘိက္ခုနီမကဲ့သို့ဘုရားတဆူဆူရဲ့သာသနာတော်ကြီးမှာမြင့်ပိုင်းချပြီးသိနိုင်တဲ့အရာမှာငါဒီယာဒူးကြီးရလိုက်ချင်ပါပြီမြတ်စွာဘုရားကိုရောမြတ်ကြီးထံငါစုပန်မပဲလို့သုံးလောကထွတ်ထဘရုမုတ္တရာမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်မသည်အရှင်မြတ်ဘုရားပေးသနာတော်မူတဲ့ရတ္တညူယာရူကြီးရသောဟောဒီဘိက္ခုနီမကဲ့သို့ဘုရားတပည့်တော်သည်ဘုရားတဆူဆူရဲ့သာသနာတော်မှာညင်ပိုင်းချတတ်တဲ့အရာမှာသိမြင်နိုင်သောရတ္တညူဘိက္ခုနီမဖြစ်၍နိဗ္ဗာန်ကိုဝန်းဆက်ရပါလို့ဤဘုရားလို့ဆုတောင်းလိုက်အဲ့ဒီချိန်ခါမှာဘရုံမုတ်ထိုးတာမြတ်စွာဘုရားကိုတော်မြတ်ကြီးကချစ်သမီးတဲ့တင်ပြီးနောင်သောအခါမှာကပိလူဝတိုင်းပြည်သုဒ္ဓရဏနဲ့မေမာယာမှာပေါက်ဖွားတဲ့သိတ္တထကဖြစ်သောဂေါရမဘုရားလက်ထက်တော်အခါမှာဂေါရမဘုရားကိုတော်မြတ်ကြီးမိတွေတော်အဖြစ်နဲ့ဘိက္ခုနီမပြုတ်၍ရတ္တညူဆိုတဲ့ဧတရက်ဘွယ်ရူကြီးကိုခံယူနိုင်လိုက်မြဲခြေသမီးလို့အဲ့ဒီကဲ့သို့ဗျာဒိတ်စကားကြားခဲ့သဖြင့်များစွာသောကုသိုလ်ကောင်းမှုတွေကိုပြုတ်ပြီးတော့အဲ့ဒီဘဝကစုတည်သောခါဘာယနှစ်တိပြီးမှလူလာဖြစ်ပါနတ်ပြည်ကပြန်ဆင်းမှာလူဘဝကစုတည်ပြီးတော့နတ်ပြည်ရောက်သွားလိုက်တာအသက်ပိုင်းခြားနတ်သက်ဆိုတော့နတ်ပြည်ရောက်တယ်လို့ကျမ်းဂန်မှာပါသဖြင့်နတ်တဲ့အတိုင်းနေပြီးတော့နတ်ပြည်ကတဖန်စုတည်တယ်စုတည်ပြီးတော့လူပြည်မှာဘာယနှစ်တိပြီးအမျိုးသမီးလေးလာဖြစ်အဲ့ဒီအမျိုးသမီးလာဖြစ်တော့ဘယ်ဘဝရောက်လာသလဲရေခတ်တဲ့ကျွန်း900တို့တွင်အကြီးအကဲရေခတ်တဲ့မိန်းမလာဖြစ်တိတ်ကဘာခတ်တဲ့မိန်းမတုံးမျိုးရေခတ်တဲ့မိန်းမစေတနာထားရင်လည်းဒါကုသိုလ်ရပါတယ်နောက်ပွဲကြီးလမ်းကြီးများရှိလို့ရှိရင်ရေကုသိုလ်လည်းကြိုးစားပြုကြပေါ့နော်မိတွေတော်ဂေါရမီကြီးရေခတ်ရာကနေပြီးဘယ်လိုကုသိုလ်တွေပြုမယ်ဆိုတာလာပါလိမ့်မယ်ပြိဿဒါကြောင့်ရေကျိုးတွေကိုလည်းဘုန်းကြီးကြီးမားလွန်းလို့ဆိုပြီးတော့အလင်းတင်တိုင်းထည့်ပြောခဲ့ပါတယ်နောက်ကလိုက်ဆိုသားမှသိမများပါဘူးသက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာလျင်မြန်တန့်ရှင်းကြော်စောခြင်းမုတ်ကင်းချွေရန်သာဘယ်နှချောင်းတော့မှတ်မိပါလားပါတယ်မှတ်မိပါပြီဗျာဆိုရင်ပြောစမ်းဆိုတစ်လက်ကြီးဖြစ်မှာရေကျိုး10ပါးကျုပ်ခဏဟောပါတယ်ဗျာမှတ်ထားဖို့ရထားဖို့တော့ကောင်းပါပြီတက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာလျင်မြန်တန့်ရှင်းကြော်စောခြင်းမုတ်ကင်းချွေရန်သာအရင်၅ခုကျုပ်ပြောပါမယ်
သက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာသက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာပြောကြည့်စမ်းပါပြန်ပြောတစ်ခေါက်နောက်၅ခုပြောမယ်နော်လျင်မြန်တန့်ရှင်းကြော်စောခြင်းမွတ်ကင်းချွေရန်သာပြောဦးမယ်နားထောင်လျင်မြန်တန့်ရှင်းကြော်စောခြင်းမွတ်ကင်းချွေရန်သာပြောကြည့်စမ်းပါနောက်တစ်ခါဆိုရင်ထိုးလဲမှာမဆိုနဲ့တော်တော့ဟုတ်သားပဲပထမတစ်ခေါက်တော့လင်းမြန်သာရှင်းနောက်တစ်ခေါက်ဆိုရင်ထိုးလဲမှာပိဋကကြီးသိအောနေတယ်နော်ကွင်းနဲ့ထိုင်ဖို့မကောင်းဘူးကြလားအောင်မင်္ဂလာစာတင်တိုက်ကြီးနံရကတ်ထိုင်ဖို့ကောင်းတယ်ဟုတ်တယ်တော့ကြသိအောပြီးပင်မထိုးလဲကုန်ပါစိုးလို့ခံကြပါပါပြီသူများကလေးသူငယ်တွေကိုမြောက်မြောက်ခိုင်းတဲ့လူကြီးတွေများများမှတ်ထိုက်ပါတယ်အချို့ကလေးတွေမြောက်ခိုင်းတယ်ဟဲ့ရေကျုံများတည်ကြီးတယ်10ပါးမတောင်းမနဲ့ရတယ်လူကြဟဲ့ခါကြဟဲ့မြောက်ခိုင်းပြီးခင်ဗျားတို့ပုံမှတ်ထိုက်တယ်ကလေးတွေကပြန်မေးလို့မဖြေတတ်ခဲ့အဖိုးကြီးတယောက်နွားနှကောင်နဲ့လှဲနဲ့ကလေးမလေးကရေအိုးလေးနဲ့ဘာတော့ခံငတ်တူမှာရေပါကြီးဘာကြီးရေစာလုံးလို့တပေါက်တော့တောက်ပါကြီးရေကျိုးများ10ပါးမတောင်းပဲရတယ်ကျေးဇူးကြီးကိုငတ်တူမှာကိုဆိုချောင်းလိုက်တာရေလဲတောက်ပြီးရောကလေးမလေးကဘာကြီးရဲ့တဲ့သက်ကြီးစကားသက်ငယ်ကြတူမကြီးမှတ်ထားရအောင်ရေအကျိုး10ပါးတစ်ခုစီပြောပြသွားစမ်းပါတဲ့အဲ့ဒါလို့မေးတော့ဘာပြန်ပြောတော့ပြောခြင်းနဲ့ငါတူမရဲ့သို့ပါတော့လဲနွားတွေကမနေဘူးဟာလို့ဆိုတဲ့သူမပြောတော့နွားတွေလွှဲချပြီးဇွတ်ရိုက်မောင်းသွားတဲ့ပြိဿနော်ဒါကြောင့်ကလေးတွေမြောက်ခိုင်းတဲ့လူကြီးတွေများမှတ်ထိုက်လို့ရေခတ်တဲ့အမျိုးသမီးဖြစ်နေတဲ့ကျွတ်တို့မိတွေးတော်ပဇာပတိဂေါရမိဇလန်းဟောတာဇလျင်းလို့ထည့်ပြောတာပါဗျာဒီတရားတွေကလည်းဟောပြီးသားတွေရှိနေပါတယ်ကဲရေခတ်တဲ့ကျွန်း900တို့တွင်အကြီးအကဲဖြစ်ဒီလိုအကြီးအကဲဖြစ်တော့ဟောကျွတ်တို့နန္ဒမှုလှိုင်ဝမှာနန္ဒမှုလှိုင်ဝကနေပြီးတော့ဝါဆိုတော်မူရန်အချိန်နီးကပ်လာသဖြင့်ပြစ္ဆေကဗုဒ္ဓအရှင်မြတ်5ပါးပြိဿကြီးဘယ်နှပါးတော့ကျုပ်ဟောခဲ့လှပြီနော်ပြစ္ဆေကဗုဒ္ဓဆိုတာဘယ်နှသင်္ချေနဲ့ကဘာဘလောက်ဖြစ်မလေးနဲ့လေနှစ်နားထောင်တော့ကျုပ်ပြောမယ်နော်တမန်တန်ဗုဒ္ဓဆိုတဲ့ကျွတ်တို့ဂေါရမဖရာမျိုးကတော့4သင်္ချေနဲ့ကဘာတသိန်း8သင်္ချေနဲ့ကဘာတသိန်း16သင်္ချေနဲ့ကဘာတသိန်းဆိုတာလို့အဲ့ဒီသင်္ချေ4သင်္ချေကစပြီးတော့ဖြည့်ကြအဲ့ဒါတမန်တန်ဗုဒ္ဓဖရာတဘာသောတတ္တဝအနန္တကိုလည်းမိမိသိသောတရားဖြင့်နိဗ္ဗာန်သို့ပါအောင်ဟောချုပ်ပြီးတော့ခေါ်ဆောင်နိုင်တဲ့ဖရာတမန်တန်ဗုဒ္ဓဖရာ4သင်္ချေပါဗျာအခုဘုန်းကြီးပြောနေတဲ့ပြစ္ဆေကဗုဒ္ဓလို့ခေါ်တဲ့ဖယငယ်တွေကြတော့လေနိဗ္ဗာန်ရအောင်သူတို့ကတတ္တဝါတွေကိုဟောပြောပြီးမခေါ်ဆောင်နိုင်ဘူးဘာလဲလှူလိုက်သူတို့ပေးသွားတဲ့ဆုကဧစီတံပတ္တိတံတုံရှံခိပ္ပမေဝသမိတ်ဇတုဒါပဲပေးဒီဆုပဲပေးနိဗ္ဗာန်ကိုပါအောင်တရားဟောပြီးတော့မခေါ်နိုင်ဘူးတဲ့ဒါကြောင့်အဲ့ဒီဖယငယ်ကြတော့နှစ်သင်္ချေနဲ့ကဘာတသိန်းဖြစ်မှဖယားဖြစ်ပါတယ်တဲ့ဗျဖယငယ်ပါပြေသာကြီးပြစ္ဆေကဗုဒ္ဓဟာဘယ်နှစ်သင်္ချေနဲ့ကဘာဘလောက်ဖြစ်တော့မှတ်ထားနော်ကျွတ်တို့တမ္မာသမ္ဗုဒ္ဓဂေါရမမြတ်စွာဘုရားကြတော့ဘယ်နှစ်သင်္ချေဖြစ်တော့ဒါလောက်ဆိုရင်ဟန်ကြသွားပြီအဲ့ဒီလိုနှစ်သင်္ချေနဲ့ကဘာတသိန်းဖြစ်မှဖြစ်တော်မူတဲ့ပြစ္ဆေကဗုဒ္ဓခေါ်တဲ့ဖယငယ်9စုသည်ဝါဆိုတာနီးတော့နန္ဒမှုလှိုင်ဝမှနေပြီးတော့မိဂရာဘုံတော်သူဆင်းကြပါတယ်ဗျာမိဂရာဘုံတော်ဆင်းပြီးတော့တရားနာပိဋကဟဋ္ဌကံကိုသူတို့အလှခံရမယ်ပေါ့ဟဋ္ဌကံဆိုတာလက်ဖြင့်ပြုတ်အပ်တဲ့အမှုအမှန်တော့ကြောင်းအလှခံမယ်ပေါ့ဗျာကြောင်းအလှခံရတယ်ပိဋကဘုရားသာသနာဝင်ထမ်းတဲ့ယဟန်သည်ကျွတ်တို့နာလကအကျင့်ကိုပဲကျင့်မောနိယအကျင့်ကိုပဲကျင့်ဘယ်လိုပင်ကျင့်တဲ့ပုဂ္ဂိုလ်ဖြစ်စေကမူတဲ့ဝါကတ်တဲ့အချိန်ခါမှာကြောက်မှဝါကတ်ရပါအုတ်တို့ကြောက်တို့အင်္ဂရေတို့မြက်တို့တိရွက်တို့
အဲ့ဒီ၅ပါးတစ်ခုခုဖြင့်ဆောက်လုပ်အပ်သောကျောင်းမှာဝါကတ်ရပါတယ်တဲ့ကျောင်းမရှိဘဲနဲ့ဝါကတ်လို့ရှိရင်ယဟန်တော်တွေမှာကျွတ်တို့ဒုက္ခအာဘသင့်တဲ့မျိုးဒါကြောင့်တရားနာပရိသတ်ရေအဲ့ဒီကဲ့သို့ကျောင်းရှာရန်အတွက်ဆိုပြီးတော့ဟတ္တကံအတွက်အလှခံရဟောပစ္စေကဗုဒ္ဓ၅စုကြွလာကြပါရောကြွလာတာကိုကျွတ်တို့ရေခတ်တဲ့အမျိုးသမီး900တဲကခုနှစ်ကကျွတ်တို့ပဇာပတိဂေါရမိအလောင်းအကြီးအကဲဖြစ်တဲ့ရေခတ်ကျွန်းမကြီးကမြင်တယ်ကိုပြိဿဟောပစ္စေကဗုဒ္ဓ၅ပါးအရှင်မြတ်မြို့ထဲကြွသွားပြီမြို့ထဲကြွသွားပြီမိဂရာဘုံတော်မှနေမြို့ထဲကိုကြွသွားတာသူမြင်လိုက်တော့ကြည်နေမြို့ထဲရောက်တဲ့အခါကျတော့တထေးထံမှတရားနာပြိဿပစ္စေကဗုဒ္ဓအရှင်မြတ်၅ပါးကတရားငါတို့ဝါဆိုရန်အတွက်ကျောင်းအလှခံပါတယ်ကျောင်းလှူပါလို့ဆိုတော့တထေးကဘလောက်ထိအောင်ပြောတော့ဟိုတဲ့အရှင်ဘုရားတို့ကျောင်းလှူဖို့ရတပည့်တော်တို့မှာအခွင့်မရှိပါဘူးတဲ့မလှူနိုင်ဘူးတဲ့ဗျာရဲရဲဆက်ဆက်ကြီးပြောတော့ကြွကြအရှင်ဘုရားတို့ကိုတပည့်တော်ကျောင်းမလှူနိုင်ဘူးအဲ့ဒါလို့ရဲရဲဆက်ဆက်ကြီးပြောလွတ်တော့ဟောမြို့ထဲကနေပြန်ကြွပြီးတော့ထွက်လာတယ်ပစ္စေကဗုဒ္ဓ၅ပါးဝင်ကလေးကမြင်လိုက်တဲ့ခုနှစ်ကရေခက်ကြုံမှာအကြီးကအရှင်ဘုရားတို့ခုနှစ်ကမြို့ထဲကိုကြွသွားတာမြင်ပါတယ်အရှင်ဘုရားတို့အခုပြန်ထွက်ကြွလာတာမြန်တော်မူလှကြီးလားမြို့ထဲကိုဘယ်လိုအကြောင်းကြောင့်ကြွတော်မူတာလဲဘုရားအိုးဒါကြီးကမှလေငါတို့မြို့ထဲကြွခြင်းသည်ဝါဆိုရန်အတွက်ကြောင်းအလှခံရန်သွားတယ်ရှင်ဘုရားကြောင်းအလှခံတာရခဲ့ပါသလားဘုရားဟဲ့မတုကမလေးတို့ကြောင်းအလှခံတာမရခဲ့ဘူးအရှင်ဘုရားတို့ကြောင်းအလှခံတာမရခဲ့လို့ရှိရင်ဖြင့်တပည့်တော်လျှောက်ထားပါရစေပါဗျာအရှင်ဘုရားတို့ကိုကြောင်းဆောက်လှူတဲ့နေရာမှာလူကုန်တန်းဖြစ်တဲ့တထေးတွေမှလှူဒန်းတိုက်ပါသလားတပည့်တော်တို့လိုဆင်းရဲသမားတွေကိုမှလှူဒန်းတိုက်ဘူးလားဗျာလို့အဲ့ဒါလို့လျှောက်ထားတော့အိုးဒါကြီးကမှလေကြောင်းဆောက်ပြီးတော့လှူဒန်းတဲ့နေရာမှာတထေးဖြစ်ဖြစ်သူကျွဲဖြစ်ဖြစ်ဆင်းရဲသားဖြစ်ဖြစ်မိဘပုဂ္ဂိုလ်မဆိုလှူဒန်းကောင်းတယ်ဒါကြီးကောင်းပါလေမှန်လားပါဗျာတဲ့ဒါဖြင့်ဖရာတပည့်တော်သည်အရှင်ဘုရားတို့အားကြောင်းဆောက်၍လှူဒန်းပါမည်ဘုရားမနက်ဖြန်ကကြတော့တပည့်တော်တို့အိမ်တို့အရှင်မြတ်တို့၅ပါးစလုံးဆွမ်းဖုံးပေးရန်ကြွတော်မူပါဖရာတပည့်တော်မှဆွမ်းစားပင့်ပါတဲ့အရှင်မြတ်တို့ဘုရားဘုန်းကြီးပင်လေးကလည်းလိုတကူဒါလောက်ဆိုရင်အသင့်တော်ဆုံးပေါ့တချို့ဘုန်းကြီးမပင့်တတ်ဘူးနော်ခုနှစ်တန်းကျောင်းသားလေးမန္တလေးကျုပ်ကတငယ်ချင်းကျောင်းဝင်ပြီးတော့ခိတ္တနေကြဘုန်းကြီးပင့်တာဟဲ့ခုနှစ်တန်းကျောင်းသားဆိုတော့ညီငယ်နှမငယ်တို့မှတ်သွားပါကွယ်ဟိုလောကီပညာတော့ဟိုဘေးတစ်ဖက်ဆောင်းအောင်လွယ်ကြီးနဲ့လွယ်သွားပြီးသင်ခဲ့ရလို့လောကီပညာတော့သိမ့်မသေးဘူးဟာခုနှစ်တန်းဆိုတာလောကုတ္တရာအောက်ခြေလွတ်ကျောင်းပေါက်ကဖဏမချုပ်ဘူးဘုန်းကြီးပင့်ဦးစင်းနဲ့လမ်းခေါ်လိုက်ကိုတော်ကတရင်မောက်ကခေါင်းကလေးထွက်လို့ဟဲ့တဲ့မနေ့ကကအမေကဆုံးသားတဲ့အေးဆိုလိုက်ချသွားတာပဲအဲ့တော့ကျုပ်ကမေးတယ်နေပါအောင်ကိုတော်လို့ဒီလိုပင့်လို့လိုက်စားရန်လားလို့ကျုပ်ကမေးတော့မစားလဲဒီခေတ်ကြီးငတ်မှာတဲ့ဗျာကဲလူတွေခံမကြတဲ့စကလုံးကြောင့်ဘုန်းကြီးတွေလည်းအာဘတ်သိရတာခမရတို့အသိပါဒါကြောင့်ကထိန်သင်္ကန်းတွေကတ်နေကြတာပေါ့ကထိန်သင်္ကန်းဆိုတာအဲ့ဒီလိုသိတဲ့အာဘတ်တွေလွတ်တယ်ဗျကထိန်သင်္ကန်းအလှခံရတဲ့ကိုတော်ကဒါကြောင့်ကထိန်သင်္ကန်းနဲ့ကြိုးစားပြီးတော့လှူဒန်းကြပါဟိုခမရတို့လူသားချင်းဆိုတော့လွယ်တာပေါ့သမင်းစားနေတော့အဲ့ဒါတယောက်ရောက်လာဟဲတကယ်ချင်းဝင်စားသွားပါဦးလားဟာဝင်စားဘာမှမဖြစ်ဘူးကျွတ်တော့ဘုန်းကြီးကိုအဲ့ဒါလိုလူလိုပြောတဲ့စကားနဲ့မကြွေးကောင်းဘူးတချို့ကလည်းဘုန်းကြီးတငယ်ချင်းသုံးဘုန်းကြီးလည်းမနေနိုင်လို့မေးတယ်ဟာတကားဘာဟင်းနေနဲ့စားနေတော့ဟာဟင်းကောင်းတယ်ကိုတော့လာပါဝင်ကြိတ်သွားပါဦးလားဟဲ့အဲ့ဒါလိုပြောလို့များဝင်စားပြီးရင်ကဏ္ဍဘောဇနာသိက္ခာပုဒ်နဲ့အာဘသင့်တယ်ဗျ
အဲ့ဒီလိုတင့်တဲ့အာဘတ်တွေဟာကထိန်သင်္ကန်းကိုအလှခံရရင်ဟောအဲ့ဒီအာဘတ်တွေအကုန်လုံးပျောက်တယ်ပြိဿအာဘတ်တွေဆေးကြောတုတ်တင်ရာရောက်လို့ကထိန်သင်္ကန်းကိုမြတ်တယ်ဆိုပြီးတော့ကျွတ်တို့မြန်မာနိုင်ငံမှာဦးစားပေးပြီးလှူနေကြပါတယ်ဗျာဒါကြောင့်ဘုန်းကြီးပင်ကလည်းလိုသနော်သတိထားကြကျွတ်တို့ရှိရညောင်မင်းကျွယ်ပင့်တာကြတစ်မျိုးသူ့နာမည်ကဦးကျွယ်တဲ့နောက်ဆေးကူလို့ဆရာကျွယ်တဲ့နောက်ညောင်မင်းကြီးနဲ့နေလို့ညောင်မင်းကျွယ်တဲ့သူက3မြီလောက်ရအသက်က80ကျော်ပါပြီကျွာနောက်ပိုင်းကမိသေးရဆုံးကတ်ချင်လို့အပင့်ခိုင်းလိုက်တော့ဦးကျွယ်ရောက်လာတယ်ညောင်မင်းကျွယ်ပေါ့လေဘုန်းကြီးတွေရှ िख ိုးကျွေးတဲ့ငပြောစီအုံဒီတင်မလင်ခွေးထိုင်စားဘုန်းကြီးပင့်မုံနားထောင်ကြည့်ကိုတော်တို့တဲ့ရွာနောက်ပိုင်းကမိသေးရမနေ့ဖြင်ကကိုတော်တို့တကြောင်လုံးဆုံးကတ်မှာတဲ့အဲ့ဒါကိုတော်တို့ကြောင်းတော်မနေ့ဖြင်ကတကြောင်လုံးဘိုက်ခွေးနာမယ်ကိုတော်ကသူကပင့်သလားဗျဘိုက်ခွေးနာပြောသွားတာပဲအဲ့ဒါမနေ့ကဘုန်းကြီးတွေတပားမှမကြွဘူးတပားမှမကြွတော့ဆုံးမလိုက်လာရှင်ရတို့တဲ့ဟိုတပည့်တော်မှာဟိုဆုံးသားပင့်ခိုင်းလိုက်တာဘယ်ကြောင့်မကြွတာတို့ဗျဟဲ့တို့ဘယ်လိုပင့်လို့တို့ဟောဗျာတဲ့ညောင်မင်းကျွန်းအသက်ကြီးတဲ့လူကြီးလှုပ်လိုက်တာပဲအေးအသက်ကြီးလို့ဒီလိုဖြစ်ကုန်တာပေါ့ဟာကျွေးတယ်ကပြောစီအုံးကြီးစားပြီးတို့ပင့်တာမဟုတ်ဘူးတဲ့သူကစကားစပြောသွားတာတဲ့မိထေးကတကြောင်လုံးဆုံးကပ်မှာတဲ့ကိုတော်တို့တောင်းတော့မနေ့ဖြင့်ကတကြောင်လုံးဘိုက်ခွေးနန်းတယ်ဒါပင့်သလားဟာတို့ဘုန်းကြီးဆိုတာစကားစနဲ့လိုက်စားလို့ဖြစ်တာမဟုတ်ဘူးမှန်လားပါဗျာဒါပြင်ဒီပြီးတော့မှကိုယ်တိုင်ပင့်မှာတပြန်ကြွပါဗျာနဲ့မျက်ရည်လေးကလေးကလေးဆိုတော့အဲ့ဒီကြမှာတန်ဃာတော်ကြီးကြွပြီးတော့ဖုံးပေးတယ်ပြိဿနောက်ဒါတော့ဘုန်းကြီးပင်လဲလိုတဲ့ဟဲ့ကြည့်ဟိုမှာအရှင်မြတ်တို့ဗျာတဲ့ဖရာတပည့်တော်တို့အိမ်တို့မနှက်ဖြင့်က9ပါးစလုံးဆွမ်းဖုံးပေးရန်ကြွတော်မူပါတပည့်တော်ဒီကနေ့ကနေပြီးတော့ပင့်လျောက်လိုက်ပါတယ်ဖရာလို့ရှောက်ထားလိုက်တာတရားနာပိဿဟောနောက်ကြတော့ကြွလာဆိုကြပါစို့ပြည့်စေကဗုဒ္ဓအရှင်မြတ်တို့ကြွလာသောခါဟိုကလည်းတိုင်ပင်မိသားကိုတရားနာပိဿဘသူနဲ့တိုင်ပင်တာတို့ဆိုတော့ကျွတ်တို့ဟိုရေခတ်တဲ့မိန်းမတွေနဲ့တိုင်ပင်တာပိဿဘလူတွေနဲ့တုံးမျိုးရေခတ်တဲ့မိန်းမကကျွတ်တို့ဘယ်နှယောက်ရှိရော900တောင်ရှိဘယ်နှယောက်တုံးပိဿရေခတ်တဲ့မိန်းမ900နဲ့ခုနှစ်ငါတုံးကအကြီးကဲဖြစ်တဲ့မိန်းမကလေဟိုတန်ခါပြစ္ဆိကဗုဒ္ဓအရှင်မြတ်များကြွသွားတဲ့အချိန်မှာဆွမ်းစားပင့်ပြီးတော့ပေါ့လေကြွသွားတဲ့အချိန်မှာရေခတ်တဲ့မိန်းမတွေကိုစောင့်ပြီးတော့ဟေးလာကြဟေးညီတို့ကတိုင်ပင်စရာရှိတယ်ဟောတိုင်ပင်မအမကြီးဘာတိုင်ပင်မလဲဟိုတိုင်ပင်ဆိုဒီလိုညီတို့ငါတို့ကနောက်ဘဝတုန်းကကုသိုလ်ဒါနအလွန်နေခဲ့ကြလို့ဒီဘဝမှာရေခတ်တဲ့မိန်းမသူများရဲ့အိမ်မှာကျွန်းလာဖြစ်ရတယ်ဟောဒီလိုသူများရဲ့ကျွန်းဘဝမှာမလွတ်ချင်ကြဘူးလားဟဲ့အိုးဘယ်နဲ့ပြောပါလိမ့်ကျွန်းဘဝမှာလွတ်မယ်ဆိုရင်ဖြင့်ယခုချိန်ကစပြီးတော့ကျွတ်တို့လွတ်ချင်ပါတယ်ဒီကနေ့ပဲကျွန်းဘဝကလွတ်မြောက်ချင်ပါတယ်မှန်နော်ကျွန်းဆိုတာကျွန်းဘဝตายရတာလည်းရှိတယ်တချို့ကျွန်းဘဝตายရလို့ပေါ့ကျုပ်ခမည်းတော်ဟောခဲ့ဘူးပါတယ်ပြိဿဟိုမင်းတကသထေကြီးသန္နပရုမဒေဝီဒနင်းစရသထေသူမနဒေဝီကျွန်းပုံနာဆိုပြီးတော့ငတ်မုတ်ခေါင်းမှာကတ်ကြော်လှောဆိုတဲ့တရားထဲမှာကျုပ်ဟောခဲ့ဘူးကြည့်လေအဲ့ဒီပုံနာသထေကဟိုပုံနာဆိုတဲ့ကျွန်းကတောင်းလိုက်ဖယားတပည့်တော်တို့သည်အရှင်ဖယားရဲ့ထံသို့ရောက်အောင်လာ၍စားမဲ့တနတ်စားကိုမစားဘဲနဲ့လှူဒန်းရသောကောင်းမှုကြောင့်နောင်ဖြစ်လေရာဘဝဟောဒီအရှင်သခင်များရဲ့ကျွန်းသားဖြစ်ရပါလို့ဤဖယားကျွန်းကကျွန်းစုပြန်တောင်းမွဲခြင်းနဲ့ခွေဘယ်ဝစ်တဲ့အမှတ်ထားဖို့ကျွန်းကကျွန်းစုပြန်တောင်းဒါပဲဒီလေကျွန်းကလည်းတောင်းတိုက်တဲ့ကျွန်းကိုအဲ့ဒီကျွန်းကတထေကြီး4ဦးနဲ့လက်ရည်တပြင်းဒီစားရတဲ့ကျွန်းကိုဗျအဲ့ဒီတထေကြီးတွေမှုတောင်းတာနဲ့တူပါရဲ့အခုခေတ်ကိုယ့်အတွက်ကြက်သားဝက်သားကြီးချက်စားပြီးစရင်ငါးတွေငပိချက်ချမောင်ဟင်းနဲ့ပြည့်ထားတဲ့ကစီနဲ့တထေဆိုရင်တောင်းမယ်မဟုတ်ပါဘူးကြည့်တရားနာပိဋကဟိုမှာကျွန်းကလည်းကျွန်းစုကိုတာယာရသည်အခုသူတို့ကတော့မတာယာနိုင်တော့ဘူးအမကြီးဟောဒီကျွန်းဘဝမှာလွတ်မြောက်မယ်ဆိုရင်ဒီကနေ့တောင်းလွတ်ချင်ပါ၏အေးဒါဖြင့်ဒီလိုဒီမှာငါပြောမယ်ခုနကပြစ္ဆိကဗုဒ္ဓအရှင်မြတ်9ပါးကိုငါပင့်လိုက်တယ်မနေ့ကတပည့်တော်မတို့အိမ်တို့ဆွမ်းဖုံးပေးကြွပါဖရာလို့အဲ့ဒါလေငါတို့ပြစ္ဆိကဗုဒ္ဓအရှင်မြတ်များကိုဟေးကြောင်းဆောက်ပြီးတော့လှူရအောင်ကြောင်းဆောက်ပြီးတော့လှူရအောင်ကျွန်းဘဝမှာလွတ်မြောက်အောင်ညီမတို့ညီတို့ရဲ့အရှင်သခင်လင်းများကိုလည်းပဲတယောက်နဲ့တယောက်တိုင်ပင်ထားကြ
တိုင်မင်းဆိုအတင်းကြပေါ့ဟဲ့ပြည့်သားကြီးဘယ်လိုတဲ့တုံးမျိုးအတင်းကြတဲ့ကြောင်းဆောက်ဖို့တရားမရှိတဲ့လင်သားကိုအတင်းကြတဲ့မျိုးစာထဲမှာဒီတိုင်းပါအတင်းကြဆိုတဲ့ကျုပ်ကစဉ်းစားတယ်အကယ်၍ရိုးနဲ့တရားရှိရင်ရှိမရှိရင်အဲ့ဒီဒကမတွေကသူတို့လင်သားတွေအတင်းကြတယ်ဗျပြောရအောင်ကိုင်းအတင်းကြကြောင်းအိမ်ပြန်သွားကြအိမ်ပြန်သွားပြီးတော့အကြီးဆုံးကျွန်းယောက်ျားရဲ့အိမ်မှာသူတို့တိုင်မြင်ညတိုင်မြင်တော့ဘယ်နဲ့တုံးနဲ့ကျွတ်တို့ကြောင်းဆောက်တဲ့ကိစ္စလေကျွန်းဘဝမှာလွတ်မြောက်အောင်အဲ့ဒါတော်လည်းကုသိုလ်ပါဝင်ရမယ်ကို့အိမ်မှာမိုးလုံးမဲ့နဲ့သူများကြောင်းဆောက်တူအောင်မယ်လို့ကိုမပါဘူးကျမဲအိမ်မိုးမလုံးတာတော်သိလားမိုးမလုံးတော့မမိုးနိုင်လို့ပေါ့ဟာမမိုးနိုင်တော့ဘာကြောင့်တော်သိဒီမိမတဲခက်ပါမရှိလို့မမိုးနိုင်တာပေါ့ဟာမရှိတာတော်သိမရှိဝါလို့ပေါ့ဟာတော်မွဲတာသိတယ်ဒီမိမငါကန်လိုက်ရကျမဲတော်နားမလဲဘူးနော်မရှိလို့မွဲလို့မရှိလို့မလှူလို့မရှိနောက်ဘဝကဒါနကုသိုလ်ကိုမပြုတ်ခဲ့မိကြလို့ကျွတ်တို့ဒီဘဝမှာသူများနဲ့ဒန်းတူဆိုတာထားလို့အိမ်မိုးမလုံနဲ့ကျွံဘဝနဲ့နေရတာတော့မလှူခဲ့လို့ကျွတ်တို့မှမွဲတာဒါတော့လှူရမယ်တော်လဲတရားရှိတဲ့ကျောင်းဆောက်တဲ့ကုသိုလ်ပါဝင်ရမယ်မပါဘူးနင်ပဲလို့နားချပဲနဲ့ဗျာကိုဝင်းလည်းမနဲ့စူးစမ်းပြီးတော့စားရကိုဝင်းလည်းမနဲ့ရှာဖွေပြီးတော့စားရကိုအိမ်ကိုမိုးလုံးအောင်မှမနေနိုင်မဲနဲ့သူများဆောက်လှူရမယ်လို့ကဲဒီမဲ့တော်မဆောက်ချင်နေဒီမဲ့တော်နဲ့ကျုပ်နဲ့လင်မယားကျုပ်ကတော့လင်နဲ့မယားသိုးတိုင်မင်ကောင်းတိုင်မင်မှုတိုင်မင်တာနော်တိုင်မင်လို့မှအတိုင်မင်မခံမဲနဲ့ကျုပ်ဆန္ဒအတိုင်းတော်မလှူဘူးဆိုရင်တော့ဆန္ဒကိုလေကျုပ်ကမလိုက်လျောနိုင်ဘူးဟဲ့ဒီမဲ့ငါဆန္ဒမလိုက်လျောအောင်နင်ကဘာပြောတာမလိုက်လျောဘူးဆိုပြီးရောပေါ့နေသိမယ်တော့သိမယ်ဆိုကြတဲ့ကရှေ့လျှောက်ပြောလို့တိတ်မကောင်းတာမှုဒီလောက်ပြောမြို့သူမြို့သားနားလဲပါပြီအဲ့ဒါအတင်းကြပဲကဲအတင်းကြကြောင်သိရောပေါ့နားလဲရောပေါ့အတင်းကြဆိုတာဒီပြရမဟုတ်ဘူးဒါပဲကျုပ်ဆန္ဒမပြည့်ရင်နဲ့တော်ပါပြီကဲပြီးပြီးသားဆိုတော့ထပ်ပြောနေကြမလို့ပါဘူးအဲ့ဒါလို့သူတို့လင်သားတွေအတင်းအကျပ်ကိုင်းပြီးတော့ပြောလိုက်ကြတာမောင်မင်းကြီးသားတွေလည်းမနေနိုင်ဘူးဒါကြောင့်တကားတို့ဘလောက်ပင်မာရီကြောရည်ရှိတဲ့ယောက်ျားမိန်းမနဲ့တွေ့တော့လေသိပါတယ်သူတို့နော်သိပြီးသားဆိုတော့လေအကုန်လုံးပါသွားပြီးသားဆိုကြပါစို့ကြားနေမှာဆိုလို့ရှေ့ဆက်ကြစို့ဒီလိုနဲ့တရားနာပိဋကကြီးလင်သားတွေအကုန်လုံးတိုင်ပင်ပြီးတော့ခါတရားနာပိဋကတို့လှူကြမယ်တဲ့ကြောင်းဆောက်ပြီးတော့အဲ့ဒါလိုတိုင်ပင်ပြီးတော့ပြစ္ဆေကဗုဒ္ဓအရှင်မြတ်များကြွလာတော့ဆွမ်းကပ်ပြီးတဲ့အချိန်ခါမှာသူတို့ကြောင်းဆောက်ကြတစ်သားတွေသွားပြီးတော့တော်တွေကနေထုတ်ခုတ်သဲပြီးတော့လာရမှကြောင်းနေဆောက်ပြီးတဲ့အချိန်ခါမှာအင်းပြင်းဆိုတာအခင်းပေါ့တောက်ရဲတို့ခြေတုပ်ဘဝတို့အစရှိသည်သေနာသနာပစ္စည်းတွေသူတို့တတ်နိုင်သလောက်ထားလို့အရှင်မြတ်တို့ဗျာတဲ့ဖယားတပည့်တော်တို့ဆောက်လို့လှူဒါန်းတဲ့ဟောဒီကျောင်းမှာအရှင်ဖယားတို့တဝါတွင်လုံးဝါကတ်တော်မူကြပါဖယားလို့လျှောက်ထားတော့အဲ့ဒီကျောင်းမှာဝါကတ်ကြဝါကပ်ပြီးတော့ကျွတ်တို့ဝါကျွတ်ခံနေကြတော့တရားနာပိဋကရေသူတို့ပြန်ကြွကြတော့မယ်ပေါ့ဝါကျွတ်ခံနေပြန်ကြွတော့မယ်အချိန်ရေခတ်တဲ့အမျိုးသမီးအကြီးအကဲကညီမတို့လာကြဟောဒီပြစ္ဆေကဗုဒ္ဓအရှင်မြတ်တို့ပြန်ကြွတော်မူတော့မယ်ပြန်ကြွတဲ့အချိန်ခါမှာညီတို့လေတယောက်ကိုအဝတ်တစ်ထဲစီရက်ကန်းရက်ကြအဝတ်တစ်ထဲစီအရက်ခိုင်းပြီးတော့တရားနာပိဋကအဲ့ဒီအဝတ်အထည်ပေါင်းကို900ကိုစုပြီးတော့ပြစ္ဆေကဗုဒ္ဓအရှင်မြတ်9စုအတွက်သူတို့ရက်ထားတဲ့အထည်ချမ်းနဲ့
တင်ပိုင်ဧကတိဒုက္ခဆိုတာနှစ်ထပ်သင်္ကန်းကြီးနှစ်ထပ်သင်္ကန်းကြီးအဲ့ဒီသင်္ကန်း3တယ်စီအနုတွေနဲ့လဲပြီးတော့လှူလိုက်ကြပါဗျာအဲ့ဒါလို့လှူပြီးတဲ့ချိန်ခါမှာပြစ္ဆေကဗုဒ္ဓအရှင်မြတ်တို့ကလည်းဝါကျွတ်သောအခါပြန်ကြွလို့ကန္ဓမာရဏတောင်းတို့သတင်းသုံးတော်မူကြသည်ဒီလိုနဲ့လူဘဝရေခတ်တဲ့ကျွန်အဖြစ်နဲ့နေပြီးတော့လာခဲ့ရမှာဒီဘဝကစုတေကြသောခါတရားနာပိဋကနတ်ပြည်ကိုအကုန်လုံးရောက်ပါတယ်ဗျာပြည်သားကြီးအမျိုးသမီး900ပဲရောက်တော့ဒီလိုနဲ့နတ်ပြည်ကိုရောက်ပြီးတော့နတ်ပြည်ကတဖန်ပြန်ပြီးတော့လူပြည်သို့ဆင်းလာသောအခါတရားနာပိဋကဘာယာနတိပြီးမှကျွတ်တို့ရက်ကန်းတဲ့အကြီးအကဲဖြစ်တဲ့အိမ်မှာပါဗျာခုနကပဇာပတိဂေါရမီအလောင်းပေါ့လေရက်ကန်းတဲ့ရဲ့အိမ်မှာတရားနာပိဋကလာပြီးတော့ဖြစ်ပါတယ်အဲ့ဒါလိုရက်ကန်းတဲ့ရဲ့အိမ်မှာလာပြီးတော့ဖြစ်တဲ့အချိန်တနေ့က၌ကြတော့တရားနာပိဋကရေကျွတ်တို့ဟိုကျုပ်ဟောခဲ့ပြီးပြီနော်တောင်းတတိုင်းရလှူဒါနဆိုတာတချို့လဲနာဘူးပြီးသားဖြစ်ပါလိမ့်တောင်းတတိုင်းရလှူဒါနဆိုတာကျုပ်တာဂေတမှာဟောခဲ့ပါမမြေကွင်းကြီးထဲမှာအဲ့ဒီတောင်းတတိုင်းရလှူဒါနဆိုတဲ့ဇလန်းစီကျွတ်တို့ဩပလဝံထေရီမရဲ့အလောင်းဘရုံမဒေဝီလို့ခေါ်တဲ့မိဖုရားကြီးဖြစ်စဉ်အခါတုန်းကတန်း900ဖွားမြင်ခဲ့ပါပြည်သားကြီးသားပဲ200တုံးမြို့တန်း900နော်ဘရုံမဒေဝီမိဖုရားကြီးတန်း900ဆိုတော့လွန်တယ်လို့လည်းမအောင်မိပါနဲ့အဲ့ဒီတရားကျုပ်မန္တလေးဟောတော့ကျောင်းသားလေးတယောက်လာလျှောက်တယ်ရှင်ဖျားတဲ့မိမတယောက်ထဲနဲ့တန်း900ဖွားတယ်ဆိုတော့လွန်ဘူးလားတဲ့အလွန်မလွန်กว่าလို့သူတတ်နိုင်လို့မွေးတာမင်းနဲ့ဘာဆိုင်တော့လို့မင်းမယုံဘူးလားလို့ဆိုတော့မယုံလို့မဟုတ်ပါဘူးဗျာတဲ့ဟေးဒီမှာမေးတဲ့ကမယုံလို့ပါကွာလို့မင်းတို့ကမယုံတဲ့စကားကရှေ့ကလာတယ်လို့ဘယ်လိုမွေးဖွားတော့ဆိုတာတို့ကိုမေးရသေးတယ်လို့နောက်ဘဝကပေါက်အပွင့်လေးတွေ900ကိုရွေးပြီးတော့ကြနာ900တိတိလှူ၍ဟောဒီပေါက်ပွင့်900လှူရသောကောင်းမှုကြောင့်အရှင်မြတ်ကဲ့သို့သစ္စာ၄ပါးကိုသိမြင်တဲ့သားကောင်းယရဏ900ရပါလို့ဤဖျားအဲ့ဒါလို့တောင်းခဲ့တဲ့ဆူกว่าလို့အဲ့ဒီဆူတောင်းပြည့်ပြီးတော့ဘရုံမဒေဝီမိဖုရားကြီးလက်ထက်မှာမိဖုရားကြီးဘဝမှာမွေးဖွားတာကတော့ဘရုမမင်းသားလေးတယောက်ပါပဲကွယ်လို့မိမတို့ဓမ္မရာဘေးမှာစင်ပြီးဖြာကျသွားတဲ့ဥတုသွေးဆက်များကနေပြီးတော့ဟောတို့တန်သေးတစားအားဖြင့်499ယောက်သောကလေးလေးတွေဖြစ်လာတယ်ကွာလို့ပထမဆုံးမွေးဖွားတဲ့မင်းသားနဲ့ဆိုတော့900လို့အဲ့ဒါသူကကျုပ်ကိုပြောတယ်ဒီလိုဆိုတော်သေးတာပေါ့ဗျာဒီလိုမဟုတ်ပါကွာလို့မင်းပြောလို့ဆိုသေရကြီးလို့တယောက်မှနည်းနည်းဒုက္ခဖြစ်တာမှတ်လို့ယောက်ျားဖောင်စီမိန်းမမီးနေဒါတွေလည်းမင်းတို့သိသားနဲ့ငါလာပြီးတော့အဲ့ဒါလို့မဟုတ်ပေါ့ဒါကြောင့်မယုံတာအရင်မပြောနဲ့ဘယ်လိုမွေးဖွားတုံးဆိုတာအရင်မွေးရတယ်ကွယ်လို့ဒါကြောင့်တရားနာပြေးတာအဲ့ဒီဘရုံမဒေဝီကဖွားထားတဲ့ဘရုမသားတော်နဲ့တကွာပြစ္ဆေကဗုဒ္ဓအရှင်မြတ်900တို့သည်ကြွလာတော်မူကြပါသည်ပြစ္ဆေကဗုဒ္ဓဘယ်200တုံးမြို့900နော်ပြစ္ဆေကဗုဒ္ဓ900ကြွလာသောအခါတရားနာပရိသတ်ရေတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကတော့ပင့်ထားတာပဲပရိသတ်ဆွမ်းစားတို့ပါတော့လဲပြစ္ဆေကဗုဒ္ဓ900သည်ရှင်မရဲ့ရွှေနန်းတော်သို့မြို့ထဲဝင်ပြီးကြွလိုက်သောအခါဆွမ်းကပ်ဖို့ဆိုတာဝေးလို့လက်အုပ်ချီပြီးတော့ဖူးမြော်မဲ့ပုဂ္ဂိုလ်တောင်တယောက်မှမတွေ့အဲ့ဒါလို့ဖူးမြော်ဖို့ဆိုတာဝေးလို့ပြစ္ဆေကဗုဒ္ဓအရှင်မြတ်900ကြွလာတာကိုထွက်ပြီးတောင်ကြည့်မဲ့လူမရှိခမည်းတော်နဲ့တော့ကွာတာပေါ့မကွာဘူးလားပြိဿကြီးပြစ္ဆေကဗုဒ္ဓဖယားတွေ့တာတောင်ထွက်ကြည့်မဲ့လူမရှိဘူးတဲ့ခမည်းတော်ဖြင့်ပုထုဇဉ်ဖြစ်တဲ့ယဟန်တော်လေးတွေကိုကြည်ညိုလိုက်တာကြည်ညိုလို့မဆုံးဘူးဝမ်ပန္တတာနဲ့ရိုးရိုးသေးသေးနဲ့တရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာဒီတိုင်းမှာပဲပြိဿတရားတရားမရှိရင်လည်းမလွယ်ဘူးပေါ့တရားတရားမရှိတဲ့အကြောင်းပြောရရင်မန္တလေးတုန်းကကျုပ်ဟောတရားနာပိဿပေါက်ဖော်ကြီးနဲ့ဗမာမနဲ့ရတဲ့အိမ်သွားဆွန်းရိုက်
ပေါက်ဖော်ကြီးဆိုတာခင်ဗျားတို့သိပါတယ်ကျုပ်ကဗမာမမြင်လို့ရတာပါဗမာမအမီးဖို့တဲ့ကတကယ်လို့ကြော်သွန်းဆိုပါလားဆိုဘူးမိဖို့တဲ့အောင်းနေတယ်ကျုပ်ကဗမာမမြင်လို့ရတယ် तू ကပေါ်မလာဘူးကျုပ်တို့ပေါက်ဖော်ကြီးကဟောသလိုသတင်းစာကြည့်သတင်းစာနှိမ့်ပြီးတော့ကျုပ်လှမ်းကြည့်ပြန်ပိတ်သွားပြီမှလို့နှိမ့်ကြည့်သွားသေးဘူးပြန်ပိတ်ကျုပ်ကလည်းမသွားဘူးအဲ့ဒါမသွားလားမကမသွားတော့ပေါက်ဖော်ကြီးကကျုပ်လှမ်းပြောတယ်ဗမာလိုဟဲ့ဘုန်းကြီးစွားတယ်ကျုပ်ကလည်းမစွားဘူးအဲ့လေမသွားဘူးကျုပ်ကမသွားတော့ပေါက်ဖော်ကြီးကကျုပ်ဆဲတယ်ဟဲ့ဘုန်းကြီးစွားတယ်ငါမှဘုန်းကြီးမစွားဘူးလားတဲ့တရုပ်လို့ဆဲတယ်ကျုပ်မသိဘူးပေါ့ငါမှဘုန်းကြီးမစွားဘူးလားလို့ဆိုကျုပ်ဒေါသဖြစ်အော်တရုပ်စကားလည်းကျုပ်မပြောတတ်ပါဘူးဒါပေမဲ့တရုပ်တင်နဲ့ကျုပ်နဲ့အခုတော့အတော်ဆက်တဲ့ပါတယ်အဲ့ဒီတုန်းကအဆင်မပြေခဲ့တော့လေဒါကြောင့်ဒီကနေ့တရုပ်စကားတော့နည်းနည်းလေးကျုပ်ပြောပြခဲ့ရအောင်ပြည့်တာကျုပ်ဘာစကားပြောမှာတရုပ်စကားကိုင်လိုက်ဆိုကြည့်ပေါ့အုံးဆိုဘုံလို့ဆိုတရုပ်စကားပြောမလို့ဆိုစမ်းပြည့်တာအုံးအိုက်ပုံချမ်းချုံဘာပြဆိုမဆိုဘူးဒီကဆိုရမှာအုံးအိုက်ပုံချမ်းချုံချင်းကမဆိုဘူးတရုပ်စကားပြောမလို့အော်တဲ့ခက်တဲ့ပြိဿအုံးဆိုတာကျတော့ခေါင်းအုံးကိုပြောပါမမြင်မြန်မာလိုပြန်တော့လေအိုက်ပုံဆိုတာစောင်းများအိုက်လို့ရှိရင်ချုပ်ပြီးတော့ပုံထားပါတရုပ်စကားလေးပြောကြည့်ရတာကိုချမ်းချုံဆိုတာချမ်းတဲ့ခါအဲ့ဒီစောင်းကိုချုပ်မှာတဲ့ချင်းကားဆိုတာအဲ့ဒါချင်းလောင်ကိုပြောပါတယ်ဩဒါကြောင့်ဒီတော့တရုတ်တင်နဲ့ကျုံနဲ့လည်းအတော်ဆက်တဲ့ပါတယ်အဲ့ဒီတော့ကတော့မတည့်ဘူးပြိဿကျုံငါမဖုန်းကြီးစွားဆိုတော့မစွားဘူးလားဆိုတော့ကျုံငါဆဲရမလားဆိုတော့ဘွေကြီးကတ္တရာလမ်းပေါ်ချပြီးဘာပြောကောင်းမလဲတရုတ်နဲ့ကျုံတောင်ချင်းဝင်ချအဲ့ဒီကြောင့်ဗမာမထွက်လာရှင်မြတ်သီးခံပါဗျာဘာသာကြောင့်ဘုရားမသိလို့ဗမာသီးခံပါဗျာဩမရထီတော့ဓာကြည့်တဲ့အဲ့ဒီတက္ကမတော့လည်းလင်ထီတော့ကြည့်စရာတစ်ခုခုတော့ရှိလို့နေမှာပေါ့လေသူကလည်းထွက်ပြေးလာသူ့လင်ထီမှထွက်ပြေးလာတာသီးခံပါဗျာသီးခံပါဗျာနောက်တပိတ်ကြီးတပိတ်ချီနဲ့တင်းလို့ရှင်မယားထိုင်ပါဦးဗျာလက်ဖြင့်ငါကစပြီးတော့ရှင်မယားဒီပြော့တို့ထိုင်ကိုတော်ဖြစ်ကြွပါဗျာလက်သီးတကူလွယ်တာမဟုတ်ဘူးဆုံးငိုင်တအိမ်ရဖို့ကလည်းလက်သီးနဲ့အလုံးလုံးယူပါဟိုမလွယ်လုံးလို့ပြောနေတာပါတရားနာပြိဿဒါတော့တရားနာပြိဿကြီးအဲ့ဒီခဲ့သူဟောကြည့်အခုတရားတရားမရှိတဲ့ပုဂ္ဂိုလ်ကြတော့ကျွတ်တုလို့ပုထုဇဉ်ယဟန်ကိုမဆိုထားနဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်900တောင်မှရှ िख ိုးမဲ့လူကြည့်မဲ့လူမရှိပြန်ကြွသွားကြတယ်ပေါ့ပြန်ကြွသွားတော့တရားနာပြိဿဟောခုနှစ်ငါတုန်းကရက်ကန်းသည်အကြီးအကဲရဲ့အိမ်မှာဖြစ်နေတဲ့အမျိုးသမီးလေးကအရှင်ဗျာတဲ့ဘယ်ကကြွလာတာလဲဗျာအရှင်မရတို့ဘယ်ကကြွလာတော်မူတာလဲဟဲ့တို့မြို့ထဲကကြွလာတယ်လေရှင်မြတ်တို့ဗျာမြို့ထဲကကြွလာရင်ဆွမ်းကိစ္စပြီးစည်းခဲ့ပါလားဗျာဟဲ့တာကြီးကမှလေးမပြီးစည်းခဲ့သေးဘူးအရှင်မရတို့ဆွမ်းကိစ္စမပြီးစည်းခဲ့သေးလို့ရှိရင်မှန်လားပါဗျာတပည့်တော်အိမ်တို့ကြွတော်မူကြပါဗျာဖရာတပည့်တော်ဆွမ်းကပ်ပါရစေပါဗျာလို့ပင့်သွားအဲ့ဒီလိုဆွမ်းကပ်ပါရစေပါဖရာလို့ပင့်သွားပြီးတဲ့နောက်ပြည့်စေကဗုဒ္ဓဟောတွတ်တို့ဘရုံမဒေဝီမိဖုရားကြီးရဲ့တန်900ဖြစ်တဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်900တို့ကိုဆွမ်းကပ်ပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်များသည်ဆွမ်းအနုမောဒနာများမပြုပါဘူးသူတို့ကတော့အေစီတံပတ္တိတံဒုံရှံခိပ္ပမေဝဟာသမိဇတုဒီစုကိုလိုအပ်သည့်အတိုင်းပြည့်စေလို့ပေးပြီးတော့ပြန်ကြွသွားကြပါတယ်ဗျာဧကကြီးပြည့်စေကဗုဒ္ဓ900ပြန်ကြွသွားပါလားပြည့်စေကဗုဒ္ဓ900ပြန်ကြွသွားတယ်ဆိုတော့တရားနာပရိသတ်အနေနဲ့ဒီနေ့ဘုန်းကြီးတရားသိနေတာကတော့7 နာရီခွဲသိနေတာပါဘုန်းကြီးသိနေတဲ့အချိန်မကဘူးပရိသတ်12 နာရီတောင်ခွဲသွားပါပြီနော်ဒီကနေ့တော့ရလို့သောစုကိုသူကိုယ်တိုင်ကြိုးစားပြီးတော့ပြုတ်ခဲ့တဲ့ပဇာပတိခောရမီသည်ဟောဒီယခုရက်ကန်းတဲ့ဘဝမှာစုတည်သောခါတဲ့ပိဋကနတ်ပြည်သို့တက်လှမ်းသွားပါတယ်ဗျာပိဋကကြီးဘယ်မှာတက်လှမ်းသွားသလဲနတ်ပြည်သို့တက်လှမ်းပြီးတော့ကျွတ်တို့
တာဂီဝင်မင်းမျိုးတွေရဲ့အဆက်ကိုဟောလာခဲ့တဲ့တရားမနဲ့ဖြင်ငါကြတော့ဒီပဇာပတိဂေါရမီသည်ဖယားအလုံးတော်သိတ္တထရဲ့မိတွေးတော်ဘဝသို့နောက်ဆုံးဘဝကူးလာ၍ဘိက္ခုနီခွင်တောင်း၍ဘိက္ခုနီမှဖြစ်ပြီးသောအခါမနဲ့ဖြင်ငါမှကျွတ်တို့ပရိနိဗ္ဗာန်စံမဲ့လွန်ကန်ဆွေကန်ဇတ်တော်ကိုမနဲ့ဖြင်ငါကြမှာပြီးဆုံးအောင်သာဆက်နာကြပါတော့ခဏလေးနေပါအောင်လှုပ်နဲ့တာဓုခေါ်ယုံလေး9မိနစ်ကြာမှမဟုတ်ခဲနဲ့ကဲဆိုနောက်ကတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေအတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ချီရင်နဲ့ဖုံမုန်းစိတ်တွေပြစ်ပြီးအသီးသီးတော်မိမိတို့အင်္ဂယာဌာနသို့မိဝတ္တန်တို့သီးခံရတာပြန်ကြပြီတော့မိဝတ္တန်တို့မေတ္တာရေမခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချင်းတရာဆွေကလျှမ်းပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း